1938ခုနှစ်ဇူလိုင်လရွှေဘိုခရိုင်မြေတူးမြို့မှာဥရွှေဖီဆိုသူရေးသားတဲ့မော်လဝီနဲ့ယောဂီစာအုပ်ကိုဒုတိယအကြိမ်ပြန်ထုတ်ရာကနေရန်ကုန်မြို့မှာဒုတိယကလားပေါ်မှာအထီးယုံကြီးဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မြို့တွင်လူပေါင်း1084ယောက်တည်ဆုံးခဲ့သောထိုအထီးယုံဟာအထက်မြန်မာပြည်ရေနံကျောင်းစကိုင်းတို့ကနေတစ်ဆင့်မန္တလေးကိုကူးဆက်လာပါတယ်။ဂလုံးဦးစောရဲ့ဒုတိယသတင်းစာကတွေးထိုးလှုပ်ဆော်ပေးခဲ့ပြီးဂလုံးဦးစောရဲ့မျိုးချစ်ပါတီဝင်များဝင်ရဲတော်တပ်များကထိုအထီးယုံမှာနောက်ွယ်ကကျိုးကင်ပါဝင်နေခဲ့ကြပါတယ်။ရန်ကုန်မြို့မှာပြည်ပကအခြေချလာသောအိန္ဒိယနယ်ဝင်မှများပြားတော်လဲမန္တလေးကထူသို့မဟုတ်ကုန်းပေါင်မင်းများလက်ထက်ကလေးကပတိများအစ္စလမ်ဘာသာဝင်များကမင်းမူတန်းကုံတယ်များအနေနဲ့လုတ်ကင်နေထိုင်လာခဲ့ကြသည်ဖြစ်ရာမျိုးဆက်3-40ကျော်လာတဲ့ဖြစ်ဒေသခံများနဲ့တသားတည်းဖြစ်နေကြပါတယ်။ထိုအချိန်ဒီမှာရန်ကုန်ကိုအခြေပြုလာတဲ့အထီးယုံတိုင်းကြီးကမန္တလေးကိုရိုက်ခတ်လာတော့လဲဇတိသဘောသာဖြစ်သွားခဲ့ပါတယ်။မန္တလေးရှိစာသင်တိုင်ကြီးများမှရဟန်းတော်များနဲ့မြို့သူမြို့သားများကနိုင်ငံရေးပြောကများပါဝင်သောထိုအထီးယုံရန်ကနေတက်ညီလက်ညီကာကွယ်ပေးခဲ့ကြပါတယ်။ထို့သောကာကွယ်ပေးမှုများကြားထဲမှာဩဂတ်လ10ရက်နေ့မန္တလေးမြို့ချမ်းသာရထုံးကုန်းရက်ွက်ရှိတစ်ဆက်ဝမ်းဆရာကြီးဦးသန်းရဲ့နေအိမ်ကိုစိန်မန်းပေါကျော်ကြီးဦးဆောင်တဲ့ဝင်းတုပ်အဖွဲ့များကဝိုင်းတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်။ထိုပြဿနာမှာနာမည်ကြီးသွားသည်ကစိန်လျောင်ဖုန်ကြီးဟူပါ၏